redirect your energy ကိုယ့်ရဲ့ energy ကိုလမ်းလွဲပေါ့ဘာလို့ကျွန်တော်အဓိကပြောချင်လဲဆိုတော့ကျွန်တော်အခုမှဗျာကျွန်တော်လူတိုင်းမှာဆိုလူမျိုးပဲ energy ရှိတယ်ကျွန်တော်မှလည်း energy ရှိတယ်အခုကြည့်နေတဲ့အခု video ကြည့်နေတဲ့မှာ brother တို့ sister တို့မှလည်း energy ရှိတယ်ဗျာကိုယ့်ရဲ့ positive energy တို့ဘာလဲ overall ကျွန်တော်တို့ရဲ့အားအင်တွေပေါ့အဲ့ဒါရှိတယ်အဲ့ကျွန်တော်တို့မှာရှိတဲ့အဲ့ energy တွေကျွန်တော်တို့မှာရှိတဲ့အင်အားတွေစွမ်းအားတွေကိုကျွန်တော်တို့ကကောင်းမှုနဲ့အရာကိုမထည့်ဘူးအကောင်းမှုနဲ့အရာမှာအသုံးမချဘူးမကောင်းမှုနဲ့အရာတွေမှာကျွန်တော်အသုံးချနေအဲ့မကောင်းမှုနဲ့အရာတွေကျွန်တော်အဲ့ energy flow ကိုင်းနေပေါ့အဲ့ဆိုဘာလို့ပြောချင်လဲဆိုတော့ဒီမှာကျွန်တော် negative thoughts တွေကျွန်တော်မာယုနဲ့အသွေးခွဲဝင်လာပြီးအဲ့မာယုနဲ့အသွေးခွဲတွေပေါ့ကျွန်တော်တို့ကသွားပြီးပုံမူပြီးတော့အားရင်ပို့ဆိုင်တာတို့ energy ပို့ပေးတာတို့ပေါ့ဒါမှမဟုတ်ကျွန်တော်တို့ဒီဆိုးရတဲ့အရာတွေပေါ့ဒီမှာဆေးလေးတောက်တာတို့မဟုတ်မှန်တဲ့အရာတွေလုပ်တာတို့ဒီကိုယ့်ရဲ့ဒီ excuses တွေပေးရတော့ပေါ့မကောင်းမှုနဲ့အရာတွေတော့ gain ဆောတာတို့ပဲဖြစ်အမျိုးမျိုးဖြစ်နိုင်တယ်ဗျာတော့ကျွန်တော်တို့အရှိကိုမရောက်စေဘဲနဲ့ကျွန်တော်တို့အနောက်ပြန်ဆုတ်စေတဲ့အရာတွေပေါ့အနောက်ပြန်ဆုတ်စေကျွန်တော်တို့မတိုးတက်စေတဲ့အရာတွေအဲ့အရာတွေကျွန်တော် energy ပေးရတယ်ဗျာကျွန်တော်တို့ကိုတိုးတက်စေမဲ့အရာတွေ energy ပေးတာပိုကောင်းတယ်ဗျာပိုလည်းပေးသင့်တယ် energy ကိုလည်းဘာလို့ဆိုတော့ဒီမှာကိုဒီမှာပဲကိုစာညံ့နေတယ်ဆိုရင်စာလုပ်ဖို့ကျွန်တော် energy ကိုအဲ့ကျွန်တော် energy ကိုအဲ့စာလုပ်တဲ့ဘက် energy flow ခံရမယ်ဗျာ energy ကိုပို့ပေးရမယ်အဲ့မှာကျွန်တော်စာတုံးပါဗျာအဲ့ဒါစာတုံးရတော့ကျွန်တော်ပို့ပြီးတော့ကျွန်တော်တူတက်ကြောင်ဖြစ်တယ်ဗျာကျွန်တော်တက်လန်းပို့ရှိတာပေါ့ဒါခံစားရမယ်ဗျာကျွန်တော်စာကြက်ရတာဟာဘယ်သူကစာကြက်ကျွန်တော်လည်းမကြက်ချင်ဘူးဗျာအခုကြည့်နေတယ်မှာ brother တို့ sister တို့လည်းစာမကြက်ချင်ဘူးဗျာကျွန်တော်လည်းမကြက်ချင်ဘူးဒါပေမဲ့ကျွန်တော်ကြက်ရမယ်ကျွန်တော်စာလုံးရမယ်ဘာလို့ကျွန်တော်တို့တက်လန်းတစ်ခုပဲဗျာကျွန်တော်တက်လန်းတစ်ခုလည်းဖြစ်တော့ကျွန်တော်တို့အရေးကြီးတဲ့အရာတစ်ခုပေါ့အဲ့တော့ဒီမာယုနဲ့အရာတွေပေါ့ဒါမဟုတ်မှန်တဲ့အရာတွေကျွန်တော် energy မပေးနဲ့toxic ဆန်တဲ့လူတွေ toxic ဖြစ်တဲ့လူတွေ toxic ဖြစ်တဲ့အသွေးခေါ်တွေnegative ဖြစ်တဲ့အသွေးခေါ်တွေ negative ဖြစ်တဲ့လူတွေ negative ဖြစ်တဲ့အရာတွေအဲ့ဒါတွေကိုကျွန်တော်တို့ energy မပေးနိုင်ဘူးမှာကျွန်တော်တို့လုံးဝအရှိမပို့ပေးနေပဲဗျာကျွန်တော်တို့ပို့ပြီးစိတ်ရှုပ်စီမဲ့အရာတွေကျွန်တော်တို့ပို့ပြီးတော့စိတ်ညစ်စီမဲ့အရာတို့ဆွဲချမဲ့အရာတွေအဲ့ဒီအရာကိုကျွန်တော် energy မပေးဘူးဗျာကျွန်တော်လုံးဝကျွန်တော်ပို့ပြီးမြင့်တက်ဖို့ဒီမှာပို့ပြီးတော့တက်လန်းနေပို့တက်ဖို့အဲ့ဒီအရာတွေမှာကျွန်တော် energy ပို့ပေးရမှာတိုင်းမဲ့ဗျာဒီမှာကျွန်တော်တို့ဘယ်ရမှာမဆိုကျွန်တော်တို့ဘယ်ရမှာမဆိုကျွန်တော် energy ပို့ထည့်လေကျွန်တော်တို့အချိန်ကျွန်တော်တို့ energy ကိုကျွန်တော်ပို့ထည့်လေဗျာကျွန်တော်အဲ့အရာတွေကနေကျွန်တော်ပို့ပြီးတော့များပို့ရလေပဲဂျင်ဆော့လဲဆိုရင်လည်းကျွန်တော်ဂျင်ဆော့ဆိုကျွန်တော်အလေးများပူမားလာတယ်ဗျego lifting ကိုကျွန်တော် promote လုပ်နေတာပေါ့အလေးများပူမားလာတယ်ဗျအကျဉ်များပူမားလာနိုင်တယ်ဆိုကျွန်တော်တဖြည်းဖြည်းနဲ့ body ပူတောင့်လာတယ်ဟုတ်ပါတချို့လူတွေလိုမျိုးတမ10ချိန်ပဲတော်ပြီ10ချိန်ပဲလုပ်နေမယ်ဆိုကျွန်တော်တို့ကလုံးဝကို push past your limit ဒါမှကို limit ကိုကြော်တွန်းလိုက်ဗျာဒါကိုမှရှိတဲ့ energy အကုန်လွတ်ထည့်ပြီးတော့စူးစမ်းရဲဆိုရင်ဒါမှချို့လူတွေကဒီဂျင်းကတော့ဆော့ပါရဲ့ဓာတ်ရောက်ရောတရားမလို့ဒါပေမဲ့ကို energy အကုန်အပြည့်ဝ flow တဲ့အတွက်အဲ့မှာဂျင်းလည်းကောင်းကိုဆော့တယ်ဓာတ်ရောက်ရောတရားလို့တယ်8နာရီဆိုလဲ8နာရီတိအိတ်တယ်ဒါမှအဲ့လိုဖြစ်တဲ့အတွက်ဘယ်သူကပို့ပြီးတော့ဗျာကြီးထွားမလဲပေါ့ပို့ပြီးတော့ result ပိုကောင်းပို့ရမယ်ပေါ့အဲ့လုံးဝကို energy အပြည့်ဝကို flow ပေးတဲ့ဟာပို့ပြီး result ပို့ရမှာဗျာအဘဲတွေကအဘဲပဲအဆော်ရွေးဖြစ်ပို့ပြီးတော့သူတို့ physical growth ကပိုများမှာဒါလုံးဝတစ်ပေါင်းတစ်တိုင်းပဲဗျာကိုများပို့ထည့်တယ်ကိုများပို့ရလေပဲအဲ့တော့ကိုထည့်နေတဲ့အရာကို energy ပို့ပေးနေတဲ့အရာကလည်း positive ဖြစ်တဲ့အရာဖြစ်ရမှာကောင်းမှုတဲ့အရာတခုဖြစ်ရမှာဗျာကို energy ပို့ပေးနေကြရကို energy လွတ်ပေးနေတဲ့အရာကြီးက negative ဖြစ်နေတယ်ဆိုရင်ထွက်လာတဲ့အရာကလည်းပို့ပြီး negative ဖြစ်တဲ့အရာပဲဖြစ်မှာအဲ့တော့ဒီထဲမှာကိုတငယ်ချင်းပဲဖြစ်ကိုမှအခု toxic ဆန်တဲ့ relationship တစ်ခုမှရှိတယ်ဆိုအဲ့ကို toxic ဆန်တဲ့ relationship တစ်ခုမှကိုပို့ပြီးတော့အချိန်တွေပို့ဖြုံးတယ်ကိုပို့ပြီးတော့ energy ပို့ပေးတယ်ဆိုရင်ပို့ပြီး toxic ဆန်တဲ့အရာတွေပဲပို့ရတာမှာတော့ဘာမှသိတဲ့ပညာရှင်ဖြစ်စီရမလို့ဗျာအဲ့ဒါကျွန်တော်မကောင်းတဲ့အရာတွေကိုကျွန်တော် energy ပို့ထည့်တယ်ဆိုရင်ကျွန်တော်မကောင်းတဲ့ဟာတွေထွက်မှာပဲကျွန်တော်ကောင်းတဲ့အရာတွေကိုကျွန်တော် energy ပို့ထည့်တယ်ဆိုရင်ကျွန်တော်ကောင်းတဲ့အရာထားမှာရမှာပဲဗျာဒါလုံးဝပုံစံနေကလေးအောင်သိတယ်ကလေးအောင်သိရဆိုကျွန်တော်တင်စားပြီးပြောတာအဲ့တော့တော်တော်များပေါ့တွေ့ရတော့မတော်တော်များအဲ့ဒီဟာကိုအခက်ခဲကိုကြုံတွေ့ရတယ်ကျွန်တော်အပါဝင်ပဲကျွန်တော်ဆိုတော့အရင်တော့အဲ့လိုပေါ့ဒီမကောင်းမှုနဲ့အရာတွေပေါ့မကောင်းတဲ့ကျွန်တော် gain ဆောတာတို့ procrastination တို့ဒီမှာ
အချိန်ကိုဖြုံးတာတော့ doom scrolling တို့အဲ့လိုအရင်လုပ်တယ်ဗျာအဲ့လိုအရင်လုပ်တော့ကျွန်တော်တက်လန်လည်းမရှိဘူးဘာပဲရတာလဲဆိုတော့ပူပြီးစိတ်ညစ်စရာတွေပဲပူရတာတယ်ဒါပေမဲ့ကျွန်တော်ကကောင်းမှုနဲ့အရာတွေပဲကျွန်တော် positive ဆန်တဲ့အရာတွေကိုကျွန်တော် energy ကိုအဲ့ဒီဘက်ကိုလွတ်လိုက်တဲ့အတွက်တင်းတင်းတခြားဗျာကျွန်တော်လောရတဲ့အဲ့အချိန်မှာလောရတဲ့အချိန်မှာခက်ခဲရဆိုမှတင်းတင်းတခြားကျွန်တော်ပူပြောလာတယ်ဗျာပူပြောလာတဲ့ပြင်အောင်မှာကျွန်တော်ပူပြီးတော့အားရလာတယ်အဲ့ဒါအဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့မှာဗျာဘွားသားပဲဖြစ် sister ပဲဖြစ်ပေါ့ဟိုကို energy ကိုဟို flow လွှဲပေးရမယ်ဗျာဘယ်လိုပြောလဲဆိုတော့ဗျာကို energy ကိုကောင်းမှုနဲ့အရာလွှဲပါဟုတ်လားကို energy ကိုကောင်းမှုနဲ့အရာလွှဲပါဒီ negative ဆန်တဲ့အရာ toxic ဆန်တဲ့အရာကို no မလွှဲနဲ့မကောင်းတဲ့အရာတွေကိုဘာလို့ကိုကအချိန်ပေးပြီးလူပင်ပန်းခံနေအောင်ပါလဲဟုတ်လို့မလားဒါမှခက်ခဲမှာဒါမှခက်ခဲပြီးလို့ရှိရင်တော့ကောင်းမှုနဲ့အရာကြီးလာမှာခက်ခဲမှာကောင်းမှုနဲ့အရာကြီးဆိုတာလာမှာအဲ့တော့ redirect your energy ကိုယ့်ရဲ့ energy ကိုလမ်းပြန်လွှဲပါကောင်းမှုနဲ့လမ်းအောင်ပြန်လွှဲပါကိုယ့် energy ကိုအဲ့တော့ဒီလောက်ပဲပေါ့ဒီဗီဒီယိုကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီနောက်ဆုံးလေးကြည့်ပေးတဲ့အတွက်ပေါ့အရင် appreciate ဖြစ်ပါတယ်ကျွန်တော်ဒီအခုပြောရတဲ့စကားတွေမှာပေါ့ဗျာနည်းနည်းအဆုံးရောက်သွားတာတို့နည်းနည်းမပြည့်စုံတာလေးရှိတယ်ဆိုရင်လည်း comment မှာပြောခဲ့ပေါ့ဘာမဖြစ်ဘူးပြောချင်တာပြောခဲ့အဲ့ဒါမှဟာ bro ဒီပိုင်းမှာတော့မားတယ်တရားပြောခဲ့ okay ဘာဖြစ်ဗီဒီယိုအဆုံးကြည့်ပေးဆိုကျေးဇူးတင်ပါတယ်and see you next time